TikTok မှာကိုတင်မဲ့အကဗီဒီယိုပဲဖြစ်ဖြစ်လမ်းလျှောက်တဲ့ဗီဒီယိုပဲဖြစ်ဖြစ်အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့လိုချင်တဲ့အစိတ်အပိုင်းနေရာလေးတွေကိုပဲရွေးပြီးတော့ slow motion video effect ထည့်တဲ့နည်းလေးကိုကျွန်တော်နဲ့တူတူသွားကြည့်လိုက်ရအောင်เนาะဗျပထမဦးဆုံးအနေနဲ့ TikTok software ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပို့တင်မဲ့အပေါင်းလက္ခဏာကိုတစ်ချက်နှိပ်လိုက်ပါဗျဒီနေရာမှာကျွန်တော်တို့ကအစင်းသင်းပြင်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုထည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အစင်းသင်းလုပ်မဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာရှိနေတဲ့ next ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာတတိယမြောက်ခလုတ်ကလေးဖြစ်တဲ့ edit ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်ပါဗျကျွန်တော်တို့ဒီနေရာမှာအပေါ်ကဗီဒီယိုတိုင်းတိုင်းလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကအတန်းလေးကိုဒီဘက်ထိဆွဲလိုက်ပါဗျဆွဲပြီးသွားလို့ရှိရင်ဒီမှာရှိနေတဲ့ markers ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ရှေ့သုံးမှာရှိနေတဲ့ velocity ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့ slow motion video effect ထည့်တာကဗီဒီယိုတစ်ပုဒ်လုံးဖြစ်တယ်เนาะဗျကျွန်တော်တို့ကနောက်ပိုင်းလေးပဲထည့်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်နေရာကိုထည့်ခြင်းလဲပေါ့နော်ဒီဗီဒီယိုလေးကိုခဏလေးရက်လိုက်ရက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့လုံးမဲ့နေရာလေးကိုဒီလိုမျိုးလေးဖြည်းဖြည်းချင်းလေးဆွဲသွားလိုက်ပါဗျအောက်ကနေပြီးတော့โอเคကျွန်တော်တို့ကဒီနေရာလေးကနေစပြီးတော့ဒီမှာလုံမှဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးအပေါ်ဗီဒီယိုတိုင်းတိုင်းလေးကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာတော့ split ဆိုတဲ့စာလေးကိုရှာလိုက်ပါဗျဒီမှာရှေ့ဆုံးမှာရှိနေတဲ့ split ဆိုတာလေးကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကရှေ့ဆုံးပိုင်းလေးမှာကျွန်တော်တို့ကပုံမှန်တိုင်းလေးပဲသွားကျင်တာဖြစ်တဲ့အတွက်ကြောင့်ရှေ့ဆုံးကအပိုင်းလေးကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီအောက်ကအတန်းလေးကိုပြန်ဆွဲပြီးသွားလို့ရှိရင်ဒီမှာ market ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ဒီနေရာမှာကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဖက်မပါတော့ဘူး။ဗီဒီယိုလေးကိုပြန်ကြည့်လိုက်ပါဗျာနော်။ရှေ့ဆုံးမှာတော့ပုံမှန်အတိုင်းလေးပဲသွားနေမယ်။ Okay ဒီမှာနောက်တစ်ချက်ကြည့်နေနော်ဗျ။ Okay ဒီမှာဒီနေရာလေးကိုရောက်သွားပြီးနောက်ပိုင်းမှာဒီမှာအကုန်လုံးဒီမှာ slow motion effect ပြောင်းသွားပြီးအားလုံးအလွယ်ကူဆုံးဖန်တီးနိုင်လိမ့်မယ်လို့ထင်ပါတယ်ဗျ။နော်အားလုံးပဲအဆင်ပြေကြပါစေဗျ။